ကျမနေခဲ့တဲ့ South Carolina အိမ်ကိုရောင်းလိုက်တာလားငားလိုက်တာလားအဲ့ဒီကိစ္စမပြောခင်ဒီအိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုဘာလုပ်လိုက်တယ်လဲကျမ Florida Jacksonville ကိုအကုန်ယူသွားသလားမယူသွားပါဘူးเนาะအခုလက်ရှိကျမတို့သုံးနေတဲ့ Facebook ဆိုတဲ့အထက်မှာ Facebook Market ဆိုတာရှိပါတယ်အဲ့ဒီ Facebook Market ပေါ်မှာကျမကဈေးရောင်းခဲ့ပါတယ်ကဲ Facebook Market ထဲကိုသွားမယ်เนาะဒီ Facebook Market ထဲကိုကိုကဈေးရောင်းချင်နေဆိုရင်ဒီ Facebook Market ကို register လုပ်ရပါတယ် register လုပ်ပြီးပြီဆိုရင်ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုတပ်ပုံရိုက်ပြီးတော့ကိုလိုချင်တဲ့ဈေးကိုတက်ပြီးတော့ရောင်းလိုက်ရုံပါပဲเนาะသူတို့တွေကကိုယ့်ကို Messenger မှာဆက်သွယ်လာလိမ့်မယ်ဆက်သွယ်လာတဲ့အချိန်မှာကိုကဈေးတွေငီးပြီးတော့အပြန်လန်စကားပြောပြီးတော့ဈေးရောင်းလို့ရပါတယ်လို့เนาะဒါပေမဲ့တခုတတိပေးချင်တာကဒီ Facebook Market ကတော့အကောင့်ပလောင်တွေတိရစ္ဆာန်တွေကိုတော့ရောင်းခွင့်မရှိပါဘူးเนาะကျန်တာကတော့အကုန်လုံးလွတ်လွတ်လပ်လပ်ရောင်းပိုင်ခွင့်ရှိပါတယ်အင်ဂျီကအစအယုတ်ကအစုံအင်တုံးပစ္စည်းတွေအားလုံးရောင်းလို့ရပါတော့ကဲဈေးရောင်းကြမယ်ကျမကဒီ baby sit ကိုတော့15ကျပ်နဲ့ရောင်းခဲ့ပါတယ်ဒီ night stand ကိုတော့ကျမ15ကျပ်နဲ့ရောင်းပါတယ်အရန်ကောင်းသေးတယ်เนาะကြည့်လိုက် looks new ဒီ table ကိုတော့ကျမ$20နဲ့ရောင်းခဲ့ပါတယ် fish tank ကနှစ်ခုကမှ$40နဲ့ရောင်းခဲ့ပါတယ်ဒီ pop-it ဆိုတဲ့ကလေးကစားစရာကိုလည်း15ကျပ်နဲ့ရောင်းပါတယ်လို့ဒီဟာကကျမရဲ့ကတင်ပါ35ကျပ်နဲ့ရောင်းတယ်ဒါပေမဲ့သူကကျမကို30ပဲပေးတယ်เนาะဒီစပွဲနဲ့ဒီ horse ကလေးတွေကစားစရာနှစ်ခုပေါင်းမှကျမက$15ကျပ်နဲ့ရောင်းပါတယ်ဒါလေးကခွေးတေးလေးတွေကို carry လုပ်မဲ့ bag လေးကိုတော့ကျမ12ကျပ်နဲ့ရောင်းပါတယ်เนาะဒီ sofa လေးကအရင်ထိုင်လို့ကောင်းတယ်$20ရောင်းခဲ့ပါတယ်ဒီဟာက queen mattress 35ကျပ်နဲ့ရောင်းခဲ့ပါတယ်ကျမတို့ဒီမင်းစားစပွဲကိုလည်း$200နဲ့ရောင်းခဲ့ပါတယ်ဒီ glass table ကိုလည်းကျမ$40နဲ့ရောင်းခဲ့ပါတယ်ကျမရဲ့ဒီ sofa က real leather ပေါ့နော် leather အစစ်ပါ800နဲ့မှ50နဲ့ရောင်းခဲ့ပါတယ်ဒီ twin mattress ကိုတော့အဖိုးကသူ့မီးလက်အတွက်ဆိုပြီးတော့$25ကျပ်နဲ့အင်တန်ရရောက်ကိုလာယူသွားပါတယ်ဒီဟာက dresser ပေါ့နော် dresser လည်းတမိသားစုလုံးလာယူသွားပါတယ်နော်$25ကျပ်နဲ့လာတိတ်သွားပါတယ်ပြီးရင်ဒီဟာက TV stand ကိုလည်း$40နဲ့ပဲရောင်းလိုက်တာဒီအဖြူကောင်ကကျမကိုကူတေးပေးပါဆိုနေကျမယောက်ျားကကားထီတောင်လိုက်ပို့ပေးတယ်နော်သူတို့ကအင်တန်ရောက်လာယူတာနော်ဒီ TV နဲ့ TV stand ကိုဆိုရင်လည်း$900နဲ့ကျမရောင်းပါတယ်နှစ်ခုပေါင်းမှ900နဲ့ရောင်းတာပေါ့နော်သူတို့လည်းအင်တန်ရောက်လာသေးပါတယ်လို့တော့ဒါက spring box ကို25ကျပ်နဲ့ရောင်းတာပါကျမ yard sale ဆိုတော့လည်းလုပ်ခဲ့ပါတယ်အင်ရှိမှချရောင်းတာပေါ့နော်ဒီ yard sale လုပ်ပြီးတော့ကျန်တဲ့ပစ္စည်းတွေတော်များများတော့ပစ္စည်းတွေကိုကျမကလွတ်မပြပါဘူးdonation center လူတဲ့နေရာမှာတွားလူဖြစ်ပါတယ်ကျမရဲ့လူတဲ့ vlog လေးကိုလူခဲ့တဲ့ဟာတွေကိုယူရိုတွေတော်တော်များတွေ့ခဲ့မှာပါကျမအသက်နိုင်ဆုံးအားလုံးနီးပါတော့ပစ္စည်းတွေတော်တော်များများကိုလူဖြစ်ပါတယ်လို့အမိုက်ပုံထဲမှာဘာတစ်ခုမှမထည့်ပါဘူးလို့เนาะယူရိုတွေလည်းကိုမလိုတဲ့ပစ္စည်းတွေမစောတော့တဲ့အယုတ်တွေကိုတွားလူကြပါဒီ donation center good way မှာတွားပြီးတော့လူနိုင်ပါတယ်လူမျိုးဘာသာမျိုးအားလုံးလူလတ်တွားလူလို့ရပါတယ်လို့เนาะကဲအိမ်ပြောင်းနေဆိုတာတကယ်ကိုမလွယ်ဘူးเนาะအိမ်မှာရှိတဲ့ကျမရဲ့ cookie လေးကိုဘာလုပ်လိုက်ကြလဲဆိုရင်ကျမဒီ cookie လေးကိုတော့ Florida Jacksonville ကိုမခေါ်တော့ဖြစ်ပါဘူးလို့เนาะအဲ့ဒီ cookie လေးကိုကျမစီမှာအလုပ်လုပ်တဲ့ Spanish မလေးကိုကျမလက်ဆောင်အနေနဲ့ထားပေးခဲ့ပါတယ် cookie လေးရဲ့အိယာရော cookie လေးရဲ့ case ရော cookie လေးရဲ့အစာအသောက်တွေပါအားလုံးကိုထည့်ပြီးတော့အဲ့ဒီကျမရဲ့ Mexican မကိုလက်ဆောင်ထားပေးခဲ့ပါတယ်လို့ cookie လေးကိုအရန်ချစ်ပေမဲ့ခေါ်မသွားပါဘူးလို့ကဲဒါလေးကကျမတို့မိသားစုတွေနေခဲ့တဲ့ South Carolina ရဲ့ Aiken ဆိုတဲ့မြို့ရဲ့ကျမတို့ရဲ့အိမ်ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်ကဲနောက်တစ်ခါကျရင်ကျမရဲ့ဒီအိမ်ကိုရောင်းလိုက်တာလားငားလိုက်တာလားပြောပြမယ် Bye